သာသနာတော်နှစ်2548ခုနှစ်ဘောဇာတက္ကရီ1365ခုနှစ်နောင်တကူလာပြီကျော်10ရက်စကိုင်းမြို့အေးမြဝတီရက်ဓမ္မအလင်္ကာဓမ္မယုံကြီးအတွင်းဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်စကိုင်းမြို့အေးမြဝတီရက်ဥအုံနိုင်ဒေါ်မေတန်းဓမ္မအလင်္ကာမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောနတ်ပြည်မှအမှားစကားတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာတော်အာယုံပြုကာတည်ပြုဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာဖြင့်စတင်ကြရအောင်မြတ်ဖရာ၏မဟာကရုဏာတော်အာယုံပြုပြီးတော့လက်အုပ်ချီထားကြပါယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတာယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မီယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယသတ္တလောကဤကျိုးစီးပွားအလို့ကအတိဒုက္ခရာနိဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြီးမာသမိပါဏင်တထာဇနီစွန်ရင်ကြီးဟုကျတိထဝေငါးဘက်အစုအလွန်ခဲရင်တော်မူလို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခါများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏိကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောကသနာတသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီကနေ့နာကြားရမယ့်တရားအမည်ကိုနတ်ပြည်မှအမှားစကားလို့ဒီလိုမှတ်ထားပါနော်ဘုရားချစ်ခင်သူတော်စင်ပြိဿတို့အနေနဲ့ဘယ်ဆရာတော်ဘယ်တရားဟောသလဲလို့မေးတဲ့အခါမှာအလွယ်တကူဖြေလို့ရအောင်နတ်ပြည်ကအမှားစကားဆိုတဲ့စကားဘုန်းကြီးတို့ဘုရားမြတ်စွာဘုရားတိုင်းရှင်တို့တော်ကထုတ်ဖော်ပြီးတော့ဟောကြားတော်မူခဲ့တဲ့သုဒ္ဓတထုကိုခြေပြုပြီးတော့ဟောမှဖြစ်သွားဒုပြည်နဲ့နတ်ပြည်ဆိုတာကဆက်သွယ်ပြီးတော့နေတာမြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစင်လာအရာယခုကာလဟာအလုံးသိကြတဲ့အတိုင်း1365ခုနှစ်ဟောင်းကုံဆုံးကန်ပြီး1366ခုနှစ်သစ်အခါသမယသို့ကျောင်းတော်မြင့်ဆဲဆဲတကြံကာလအခါသမယဖြစ်တယ်တကြံဆိုတဲ့စကားလုံးကဗမာစကားမဟုတ်ပါဘူးပါဠိဘာသာနဲ့ဆက်နွယ်နေတဲ့ Sanskrit လို့ခေါ်တဲ့တက္ကတဘာသာအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့ဘာသာစကားတစ်ခုပေါ့အဲဒီဘာသာစကားက
င်္ကရန္တသို့မဟုတ်တံကမန္တပြောင်းရွှေ့ခြင်းဆိုတဲ့ကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးကနေပြီးတော့မြန်မာတွေကတင်းကြံလို့ခေါ်ကြတာပါတင်းကြံဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဒီစကားလုံးရဲ့အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ကတော့တင်းကြံဆိုတာနှစ်ဟောင်းကနေပြီးတော့နှစ်သက်ကိုကူးပြောင်းတဲ့အခါသမယလို့ဒီလိုမှတ်ပါနော်နှစ်ဟောင်းကုန်ဆုံးပြီးတော့နှစ်သက်ကိုကူးပြောင်းတဲ့အချိန်ပိုင်းမြန်မာလူကြတော့နှစ်စဉ်လဟာပြောင်းနေတော့လည်းပဲကမ္ဘာပြက်ကလေးအရာမှာတော့နှစ်စဉ်ဒီဧပြီလ23ရက်နေ့ဟာတကြံအကြနေ့ဖြစ်ပြီးတော့14ရက်ဟုတ်လားအကြနေ့ဒီနေ့တော့15ရက်နေ့အကြနေ့16ရက်နေ့ကျတော့အတက်18ရက်ကျတော့နှစ်ဆန်းနေ့တင်းကြံသာထုတ်တည်ဖြစ်စေမထုတ်တည်ဖြစ်စေတရားချက်ကသူတော်စင်ပြိဿတ်တို့မှတ်ထားဖို့ရာကဧပြီလ18ရက်ဆိုဘယ်တော့ပဲဖြစ်ဖြစ်မြန်မာနှစ်ဆန်းတရက်လို့မှတ်ထားလိုက်ရင်ပြီးပါတယ်နော်ဧပြီလ18ရက်ဒီမြန်မာနှစ်ဆန်းတရက်လို့ရံပါယံခါအကျတ်2ရက်ရှိတယ်ရံပါယံခါအကျတ်1ရက်ရှိတယ်အဲတော့ဒီနေ့မှာတော့တင်းကြံအကျတ်ဒါကတော့လောကီကိစ္စတွေပါဒီရင်ရှားတွေတွက်ချက်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းဒီတင်းကြံတွေကိစ္စတွေကိုဆောင်ရွက်ကြတာဒါလောကီကိစ္စတွေလို့အဲ့တော့လောကုတ္တရာကိစ္စအနေနဲ့ကတော့တရားချက်ကင်သူတော်စင်ပြိဿတ်တို့ဟာ1365ခုနှစ်ချီကုံဆုံးပြီးတော့1366ခုနှစ်ရောက်တော့မယ်လို့ဆိုတဲ့အခါကိုယ့်ပြန်ပြီးဆန်းသစ်ဖို့လိုတာပေါ့တစ်နှစ်လုံးတို့1365ခုနှစ်တစ်နှစ်လုံးဟာတို့ဘာတွေလုပ်ခဲ့သလဲတရားဓမ္မနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကုသိုလ်နဲ့အကုသိုလ်တို့ဘာတွေကပုံများသလဲဆိုတာကိုဆန်းစစ်ကြည့်ထိုက်တယ်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့စီးပွားဝေကြေးအဝင်အထွက်ကုန်ကျစရိတ်တိုးတက်မှုဆုံးယုံမှုဆိုတာတွေကိုတွက်ချက်ပြီးတော့ကြည့်တဲ့အခါမှာသိရတယ်လို့ပဲကိုယ့်ရဲ့ဓမ္မအရည်ချင်းတွေနဲ့ပတ်သက်ပြီးတော့လူတိုင်းဟာသိတဲ့အချက်65ခုနှစ်မှာတို့ကုသိုလ်တွေကပိုများခဲ့သလားသို့မဟုတ်အကုသိုလ်တွေနဲ့ပဲအချိန်ကုန်ခဲ့သလားဆိုတာလေးကိုပြန်ပြီးတော့နှလုံးသွင်းဆင်ခြင်မှုပြုပြီးတဲ့အခါမှာမကြာခင်ရောက်ရှိလာတော့မဲ့1366ခုနှစ်နှစ်ဦးကိုကုသိုလ်ကောင်းမှုနဲ့ကြိုကြလောကမှာကြိုကြတာတော့အမျိုးမျိုးပေါ့နော်ကြံရည်နဲ့တန်းဆင်ပြီးတော့လူငယ်တွေရဲ့သဘာဝကတော့ပျော်ကြပါကြပေါ့လူငယ်တိုင်းတော့မဟုတ်ဘူးဒီတရားပွဲထဲမှာလည်းလူငယ်တွေတော်တော်များများပါတယ်နော်ဓမ္မရတိလို့ခေါ်တဲ့တရားနဲ့ပျော်မွေ့တရားနဲ့ပျော်မွေ့တဲ့ပျော်မွေ့မှုဟာတော့အကောင်းဆုံးပဲအငြိမ်းချမ်းဆုံးပဲအခြားကိစ္စတွေနဲ့ပျော်လို့ရှိရင်ကတော့ဆင်းရဲဒုက္ခတွေကရှင်တွဲပြီးတော့လာတတ်တယ်ဒါအားလုံးသိပါတယ်အခြားကိစ္စတွေနဲ့ပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာကြံရည်ပဲကစားပြီးပျော်တဲ့သားသမီးများအတွက်အိမ်ကရှိတဲ့မိဘကတောင်စိတ်မချဖြစ်ရတယ်။သွားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမတော်တဆထိခိုက်မိမှာဖြစ်မလားလို့မိဘများကစိုးရိမ်သောကရှိကြ။ပြောတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကလည်းပဲထာဝရပြောနေရတာမဟုတ်ဘူး။အကြောင်းမသိအခွင့်မသာတဲ့အခါမှာစိတ်ဆိုးကြရံဖြစ်ချဆိုတာမျိုးလေးတွေလည်းရှိတတ်သေးတယ်။တရားပွဲလာပြီးတော့တရားနာတာကြတော့မိဘတွေကလည်းစိတ်ကအေးလို့တရားပွဲမှာတရားနာအသိဉာဏ်တွေကလည်းတိုးငြိမ်ငြိမ်စိတ်အေးချမ်းချမ်းနဲ့ရံဖြစ်မှလည်းမပူရဘူးနော်မတော်တဆထိခိုက်မှဆိုတဲ့ accident ဆိုတာမျိုးလည်းမပူရဘူးအေးချမ်းချမ်းနဲ့တရားဓမ္မနာယူရတယ်အခုပစ္စုပန်ဘဝတွေမှာပဲဓမ္မနဲ့ပတ်သက်တဲ့ချမ်းသာဒုက္ခဟာ
လူရဲ့စိတ်ကိုထာဝရအေးမြစေတယ်ဆိုတာဒါသက်သေသာရကတစ်ခုပါဒါကြောင့်မို့လို့65ခုနှစ်ကနေပြီးတော့66ခုနှစ်ကူးပြောင်းနေတဲ့အချိန်ကာလလေးမှာမြန်မာနိုင်ငံမြန်မာလူမျိုးတို့ရဲ့အစဉ်အလာယုံကြည်ချက်တစ်ခုကဘာလဲလို့ဆိုရင်တရားအခါမှာတရားမင်းဆင်းတယ်တဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်3သွယ်နိကေ9ပြာဓမ္မခန္ဓာပေါင်း84,000ထိုဓမ္မခန္ဓာပေါင်း84,000ကိုဖွင့်ဆိုတဲ့အထက်ကရာတီကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူးဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ကြည့်တရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာ ਨੇ ဆင်းကျင်တဲ့တရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရတယ်နော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်း100ဆိုရင်တာဝရိန္ဒာမှာ1ရက်မနစ်ကတရားမင်းဆင်းဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်100မှတာဝရိန္ဒာမှာ1ရက်ရှိသေးတယ်ဟုတ်ကဲ့လားအဲ့တော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိစ္စဘာဖြစ်လို့ဆိုလူရဲ့အချိန်ကာလကသိကြိုတောင်းတယ်တာဝရိန္ဒာနတ်ပြည်မှာအချိန်ကာလကသိရှည်လျားတယ်ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မလို့10မိနစ်တစ်ခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါတယ်နော်သို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိကေ900ထဲမှာအင်္ဂုတ္တရနိကေဆိုတာရှိတယ်အဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံတစ်ခုရှိတယ်အဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတရားနဲ့မပတ်သက်ဘူးเนาะတရားနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုပ်ရှိရဲ့ဥပုပ်နေ့တွေမှာတဲ့သတုမာရနတ်မင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါတယ်တဲ့အဲ့တော့သူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းတော့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမင်ညာဗျမင်ညာဥပောသထံဥပဝတ္တန္တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုဟိတာမေတ္တေယမိဘကိုလှုပ်ကြွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ကြွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးလေးစားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မတ္တေယပစ်တေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်းရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီအချက်ကိုညတ်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေး
ဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်ပါဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုခရူးဆိုင်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်လှမ်းပါလေနောက်တစ်ခုကဥပောသထံဥပဝတ္တန္တိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရလားဥပုပ်ဆောင်တဲ့လူများများရလားဆိုတာကိုထောက်လှမ်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပို့ဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကဂျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းဂျိုးပြီးတော့ဆောင်အဲ့ဒီတော့8ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်8ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့စောင့်တာကိုပฏิဇာကရဥပုပ်လို့နိုးကြားစောင့်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနိကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုစတုမာရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံစာပို့ရတဲ့ဒါတရားမင်းကဟိုဟာကြိုင်ဆင်းဒါကြိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့သိမစင်းထမှာဘူးနော်လူပြေကကျွဲလဲရိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲအခက်ခံရင်ခံရမှာအဲ့တော့တရားကလူပြေလာလို့ရှိရင်တကောအိဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇယန္တာနတ်အထာကြီးသူ့မှာသိန်းတော်မြင်း1000ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အစိခက်တဲ့ကျွဲစိမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော်အဲ့ဒါလို့စတုမာရိနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်း8ရက်လာဆုံး8ရက်တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကြတော့ဘယ်သူတွေလာတော့ဆိုစတုမာရိနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီခါသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းတယ်။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။အေးဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလိုမိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထောက်ပါထို့တူပဲ15ရက်နေ့လပြည့်လခွယ်နေ့ညမှာကြတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တဲ့တရားမင်းကြီးဆင်းတယ်လို့မပါဘူးနော်ပထမကစတုမာရိနတ်မင်းကြီးရဲ့အချမ်းရံပရိသတ်တဲကလာရောက်ပြီးထောက်လန်းတယ်14ရက်နေ့ကျတော့စတုမာရိနတ်မင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လန်းတယ်15ရက်နေ့ကျတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လန်းတယ်
တဲ့ထောက်လန်းတဲ့အချက်တွေကတော့အတူတူပဲကဲထောက်လန်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင်တရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစည်းအဝေးကျင်းပတဲ့သူဓမ္မာသဘာဆိုတာရှိတယ်အဲ့ဒီသူဓမ္မာသဘာကြီးမှာပုံမှန်နတ်တွေဟာအစည်းအဝေးထိုင်ကြတယ်အဲ့ဒီအစည်းအဝေးမှာစတုမာရိနတ်မင်းကြီးတွေကိုယ်တိုင်ကနေပြီးတော့လူပြေကအခြေအနေတွေကိုနတ်ပြေမှာသွားပြီးတော့တင်ပြပါတယ်ဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတို့ကစဉ်းစားလိုက်တယ်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာဒုသတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာတင်ပြနေတယ်လို့ဒီလိုအောက်မေ့ကြတယ်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမြို့တွေမှာနေတဲ့ပုဂ္ဂိုလ်တွေကတောရွာကလူတွေကဆံရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမြို့ကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆံရည်စပါးတွေမရဘူးတဲ့တောကလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းဝယ်တွေထိုင်းကုန်တာပဲဟုတ်တယ်မဟုတ်တောမဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတောကိုမြည်နေရအခုတရားချက်ခင်သူတော်စင်ပြိဿတို့နေ့စဉ်စားနေတဲ့စပါးတွေဟာအေးမြဝတီရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတောရွာတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းသီးဟင်းရွက်တွေဘယ်ကလာတောကလာကလေးတွေကတော့ပြောမယ်မဟုတ်မိုးစာစိတ်သွားဝယ်တယ်လို့ပြောမိုးစာစိတ်တဲ့ဘယ်ကရောက်တောရွာတွေကရောက်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေပြည်တွေကဖွင့်ဖြိုးတယ်ထို့တူပဲလူပြည်ကလူတွေကုသိုလ်ကောင်းမှုလုံးမှနတ်ပြည်မှာတာယာဝါပြောတယ်တဲ့နတ်တစ်တွေဒိုးလာအဲ့ဒီကြမှာအလို့မို့ဆိုရင်နတ်ပြည်ကလူဦးရေရော့နတ်ဦးရေတွေရော့ပြီးတော့၆ခက်ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲရက်ွယ်ပြုပြီးတော့အပျော်ပါးတွေပြီးနေသေတဲ့အခါဘယ်ရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်ဘယ်သွားပြီးတော့ဥယျာဉ်တွေတိုးနေတော့ဆိုငရဲမှာသွားတိုးငရဲမှာတိုးတယ်တိရစ္ဆာန်မှာတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရိန္ဒနတ်ပြည်တို့စတုမာရိနတ်ပြည်တို့ကြတော့နတ်တွေကရော့ကုန်နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သေရီတကနတ်ဗိမာန်တို့ဘာလို့ဆိုဘူးမှမရှိလို့မြတ်စွာဘုရားလက်ထက်တော်ခါကာလသမယတော်ကရှင်ဆရာတော်ကြီးဒီမထေရမြတ်တပါးဂဝံပတိဆိုရှင်ဂဝံပတိဆိုတဲ့မထေရမြတ်ဟာအဲ့ဒီသေရီတကဗိမာန်ထဲမှာပိုင်ရှင်မရှိတဲ့ဗိမာန်ကြီးထဲမှာသွားပြီးတော့သတင်းသုံးနေတယ်လို့ဒီလိုဆိုတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိတော့6ခက်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအကျင့်မကောင်းကြဘူးအမေအဖေတွေကိုဂရုမစိုက်ကြဘူးယဟန်တန်ဃာတွေကိုဂရုမစိုက်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားကြဘူးဥပုသ္တရင်တွေလည်းပဲစောင့်တဲ့ပုဂ္ဂိုလ်နည်းသွားတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနည်းသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောက်နည်းလာတဲ့အခါကျတော့နတ်ဗိမာန်တွေကတကားပိတ်ထား6ကက်ကဖြစ်ကုန်အဲ့ဒါလို့6ကက်ကဖြစ်နေမှကြောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လန်းနေကြတာတဲ့သူတော်ဘာနတ်တွေအစည်းအဝေးမှာအစီရင်ခံစာတက်လာတဲ့အခါကျတော့လူပြည်မှာကုသိုလ်ကောင်းမှုလုပ်တွေပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်မိဘနှစ်ပါးကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ယဟန်တန်ဃာတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေတဲ့မျိုးတွေကလူကြီးမိဘတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်သတင်းသီလစောင့်ဖို့လဲလူတွေဟာမမေ့ကြဘူးလို့ဒီလိုများသတင်းကြားလို့ရှိရင်နတ်တွေကအစည်းအဝေးထဲမှာဩတောင်းလဲဩဘာပေးလိုက်ကြတာတဲ့ဘယ်လိုပြောကြတော့ဆိုဒိဗ္ဗဝတ္တဘောကာယပရိပုရိတန္တိပရိဟာယိတန္တိအတုရကာယဘောဥချင်းတို့ဒိဗ္ဗကာယနတ်ပြည်နတ်ရွာတို့သည်ပရိပုရိတန္တိဥယေတူကားပြီး၍လာကြတော့မှာပါဟောတို့နတ်ပြည်တော့နတ်တွေပြည့်တော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲငရဲရွာတို့အပယ်လေးပုံတို့တော့6ကတ်သွားတော့မှာပဲဆိုပြီးတော့
ဩတောင်းလဲနဲ့ပျော်ကြတယ်တဲ့အဲ့ဒါလို့မှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီရင်ခံစာကိုကြည့်လိုက်လို့ရှင်လူတရားမှဥပုသ်ဆောင်တဲ့လူက10 ယောက်တောင်မပြည့်ဘူးဆိုရင်ဟိုနတ်တွေကိုအစည်းအဝေးကြီးတစ်ခုလုံးငြိမ်းချသွားပါပြီနော်တို့နတ်ပြေတော့6 ကတ်ကဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့စတုမာတဲ့တုတ်ပြရတာဟုတ်ကဲ့အဲ့တော့နတ်တွေရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နော်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတည်နေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတဲ့သိကြတယ်ဘုန်းကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်ဘာဖြစ်လို့မသိတယ်လဲနတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်တုန်းကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအင်မတန်မှသိကြတယ်သူမြန်မာနိုင်ငံမှာဟုတ်လားနိုင်ငံခြားထွက်ပြီးစီးပွားရှာကြတဲ့လူတွေလို့ပေါ့ဟိုဂျပန်ပြည်သွားစီးပွားရှာမယ်အမေရိကန်သွားစီးပွားရှာမယ်တခြားနိုင်ငံတွေသွားစီးပွားရှာနိုင်ငံခြားထွက်စီးပွားရှာတဲ့အခါကျပြန်လာလို့ရှိရင်စီးပွားဥစ္စာတွေတိုးတယ်လို့တိုးတယ်လို့လည်းတိုးတော့ပေါ့လေအဲ့ဒါကလို့တိုးတက်လာတာတွေကိုကြည့်ပြီးတော့နိုင်ငံခြားသွားပြီးစီးပွားရှာရတဲ့တန်ဖိုးကောင်းတယ်လို့လူအများစုကယူဆတယ်ဒါဥပမာတစ်ခုအနေနဲ့ပြောတာနော်နတ်တွေကလည်းပဲလူပြေကိုလာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွားကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်မြင့်နဲ့နေကြရတယ်ဒါကြောင့်မို့လို့လူပြေရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်ဒါဝရိန္ဒနတ်တွေနဲ့လူတွေနဲ့ဟာနတ်ပြေကနတ်တွေနဲ့လူတွေနဲ့ဟာပါလွန်တဲ့အချက်တွေတလှည့်စီရှိကြတယ်လို့ပြောတာဝရိန္ဒနတ်ပြေကနတ်တွေကလူတွေတဲ့တာတာဘာလို့ဆိုလို့ရှိရင်ဒိဗ္ဗေနအာယုနာဒိဗ္ဗေနဝန္ဒေနဒိဗ္ဗေနအာတိပတေယနာဒိဗ္ဗေနအာယုနာသူတို့ကဘာတာတုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်တွေကလူတွေတဲ့တာတဲ့အချက်ကတော့အမတန်ရှိလျားရတဲ့နတ်တဲ့အသက်ရှည်ကြမှုဟာဒါခေါဏတော်ကပြောခဲ့တယ်လို့ပဲလူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်အဲ့ဒီနီးနဲ့တွက်လိုက်မယ်ဆိုရင်တာဝရိန္ဒနတ်တွေဟာအနှစ်1000အသက်ရှည်တဲ့ပုဂ္ဂိုလ်အဲ့တော့လူပြေအနှစ်နဲ့ဆိုရင်တန်းချီပြီးတော့ကြာတာပေါ့ဒါကြောင့်မို့လို့လူပြေရဲ့အသက်နဲ့စာလိုက်လို့ရှိရင်တာဝရိန္ဒနတ်ပြည်ရဲ့အသက်ကပိုးပြီးတော့ရှည်တယ်တဲ့အဲ့ဒါနဂတနောက်တစ်ခုကဒိဗ္ဗေနဝန္ဒေနနတ်တွေရဲ့အဆင်းနတ်တွေရဲ့အဆင်းဆိုတာလူတွေရဲ့အဆင်းနဲ့စာလိုက်မယ်ဆိုရင်သိပ်กว่าတယ်နတ်ဆိုတာအမတန်ချောအမတန်လှအမတန်ချောအမတန်လှသူတို့ခန္ဓာကိုယ်ကလည်းတောက်တောက်ပြောင်ပြောင်အမြဲတမ်းရှိအမတန်ချက်တည်ရှိတဲ့ရုပ်ပြိုးလူအစင်းနဲ့မတူဘူးတဲ့လူပြေကလူတွေကဖီးနိုင်လိမ့်နိုင်ဟုတ်လားနတ်သားတွေချဲနိုင်လွန်းလို့လူတွေဟာအနံ့ကလေးကောင်းနေတယ်လို့ရှိဒါလူချင်းသာနေလို့ရတယ်ဟိုးတာဝရိန္ဒနတ်ပြေကနတ်တွေကယူဇနာတယူဇနာလောက်ကနေပြီးတော့လူနတ်ရလို့တဲ့လူပြေမလာကြဘူးတဲ့နော်လူတွေရဲ့အနံ့ကဆိုးလို့တဲ့သူတို့ကြတော့လူအနံ့ကိုမခံနိုင်ဘူးတဲ့ဒီလိုဆိုလို့ရှိရင်တရားမင်းလူပြေဆင်းနှာခေါင်းပိတ်ဆင်းရလိမ့်မယ်နော်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့ဘယ်ခဏခဏလာတော့ဒါဖြင့်ဘုရားလူတဲ့ဝင်ပူးတဲ့နတ်ကတော့ဘယ်လိုနတ်တုံးလို့မေးစရာရှိတယ်အဲ့ဒီနတ်တွေကတော့အမတန်မှဘုံပစိုးနတ်လို့ဆိုတဲ့ထဲကပေါ့စိတ်ဓာမျိုးတွေကစတုမာတဲ့အောက်တန်းကျတဲ့နတ်တွေကသာလူကိုပူးမှာပါဟုတ်ကဲ့ဟိုးအထက်တန်းကြတဲ့အထက်ကနတ်တွေကတော့ဘလို့မှလူပူးဖို့နေနေတာသာဟိုးတယူဇနာလောက်ကတည်းကအနံ့ရပြီးတော့နှာခေါင်းပိတ်နေရတာဘယ်ဝင်ပူးပါ
အဲ့တော့နတ်တွေဆိုတာကအဆင်းအယောင်အားဖြင့်လဲလူတဲ့အမတန်မှလှပချုံမောတယ်အာဓိပတိယအစိုးရပိုင်ဆိုင်မှုဆိုတာလည်းပဲနတ်တွေကသိပြီးတော့ထက်မြက်လူတွေပိုင်ဆိုင်မှုတဲ့သူတို့ပိုင်ဆိုင်မှုကြီးစိုးမှုကပိုပြီးတော့အဆင့်သာတယ်တဲ့အဲ့ဒါကနတ်တွေကလူတွေတဲ့သာတဲ့အချက်သုံးဒါဖြင့်လူတွေကရောနတ်တွေတဲ့သာတာမရှိဘူးလားလို့ဆိုရှိတယ်သူရာတတိမန္တောဣဒဗျမစရိယဝါသောသူရာလူတွေကရဲစွမ်းတတ္တိရှိတဲ့နေရာကြတော့နတ်တဲ့သာတဲ့နော်တတ္တိကောင်းတဲ့နေရာမှာလူကနတ်တဲ့သာတဲ့အလွန်တတ္တိကောင်းကြံ့ကြံ့ခံဆင်းရဲခံနိုင်တယ်ပေါ့သူကဒါကြောင့်မို့လို့သူရာရဲစွမ်းတတ္တိရှိတယ်နောက်တစ်ခုကတတိမန္တောလူတွေကတတိကောင်းတယ်တဲ့နတ်တွေတဲ့တောင်လူကတတိကောင်းဆိုပဲဟုတ်တော့ဟုတ်တယ်တရားမင်းကြီးတခါတော့ကအရှင်ဘုရားမြတ်စွာဘုရားကိုလာမေးတယ်တဏှာကုံတဲ့အချက်ဟောပြလိုက်တော့သူသဘောကျပြီးသာဓုခေါ်ပြီးတော့နတ်ပြည်ပြန်တက်တယ်အဲ့ဒီသာဓုခေါ်လိုက်တဲ့အတန်ကိုဘယ်သူကကြားတော့ဆိုလို့ရှိရင်တစ်ဖက်အခန်းမှာသတင်းသုံးနေတဲ့ရှင်မောက္ကလန်ကကြားလိုက်ဟေးသာဓုခေါ်သွားတယ်ဘုရားဗာတရားဟောလိုက်တယ်ဆိုတော့မကြားလိုက်ဘူးတရားကြီးကသာဓုခေါ်လိုက်တဲ့အခါဒါတော့တရားဟောလိုက်တာနေမှာပဲငါဗာတရားဟောတော့လိုက်မေးဦးမှာပဲဆိုပြီးတော့တရားမင်းကြီးလည်းနတ်ပြည်ရောက်နောက်ကရှင်မောက္ကလန်လိုက်သွားပြီးတော့ဟိုလည်းရောက်ရောတရားမင်းကြီးကရှင်မောက္ကလန်လည်းမြင်လိုက်ရောလန့်သွားတာဟာရှင်မောက္ကလန်လိုက်လာပြီခုနကတရားမေးတော့မှာပဲစဉ်းစားတော့ခေါင်းကိုခြာတစ်ပတ်လဲသွားမေးသွားပြီခုနကဖះဟောလိုက်တဲ့တဏှာသင်္ခေယဆိုတဲ့ကျင့်စဉ်ကိုသူဘာလို့မှအစားဖော်လို့မရတော့ဘူးနောက်ကြတော့မှရှင်မောက္ကလန်ကတကိုးတော်နဲ့သူနေတဲ့ပြတ်တတ်ကိုကင်လှုပ်လိုက်တဲ့အခါမှာကြောက်ပြီးတော့အဲ့ကြတော့မှပေါ်လာတယ်နော်အေးတတိကြတော့လူတွေကပို့ပြီးတော့ကောင်းပါလေဘာဖြစ်လို့လူတွေကနတ်တွေတဲ့ပိုတတိကောင်းတော့ဆိုတာအထက်ကရာကအကြောင်းပြထားတာရှိနတ်တွေဆိုတာဒုက္ခဗဟုလအလွန်ကိုချမ်းသာတယ်သိချမ်းသာသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ချမ်းသာဒုက္ခတွေသိများနေသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ငရဲသားတွေကြတော့ဒုက္ခသိကြီးတယ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြီးကျုံနေရတယ်သူတို့လည်းပဲတတိအားနည်းသွားတယ်လူကြတော့ဘာဖြစ်လို့တတိကောင်းတော့ဆိုရင်ဒုက္ခတလဲဒုက္ခတလဲချမ်းသာတလဲဆင်းရဲတလဲလူကစုံတဲ့နော်ချမ်းသာတဲ့အခါချမ်းသာလိုက်ဆင်းရဲတဲ့အခါဆင်းရဲလိုက်ဆိုတော့လူကတတိပိုကောင်းတဲ့အလှည့်အပြောင်းကလေးနဲ့မဟုတ်ကလားအလှည့်အပြောင်းကလေးတွေဆိုတော့တတိပိုကောင်းသွားတယ်လို့အထက်ကရာမှာဒီလိုအကြောင်းပြတာအေးတတိကောင်းတဲ့နေရာမှာလူတွေကနတ်တွေတဲ့သားနောက်တစ်ခုသာတာတော့ဣဒဗြဟ္မစရိယဝါတော်တဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားကျင့်ခွင့်ညတော်အကျင့်ကိုကျင့်သုံးနေထိုင်ခွင့်ရတာလူပြည်မှာအဲ့တော့စဉ်းစားကြည့်လေနတ်ပြည်ကနတ်သားတွေဒုံလဘယဟန်တက်ချင်တယ်ဆိုလို့တက်လို့ရမှာမရဘူးနော်ဒုံလဘယဟန်တက်ချင်လို့မရဘူးဥပုသ်ဆောင်ဖို့တောင်ခက်ခဲဥပုသ်ဆောင်ရင်တရားမင်းကြီးက950ဇာတ်ထဲမှာလူပြည်စိတ်နဲ့လာရတယ်ဥပုသ်ဆောင်ရင်ဟိုမှာဥပုသ်ခဏချိုးလိုက်နေဟုတ်ကဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအကောင်းဆုံးနေရာလူပြည်ဖြစ်ပါတယ်အခုလိုအကောင်းဆုံးနေရာရောက်ရတဲ့နဲ့ဘုန်းကြီးတို့တရားကျင့်ကြတော်တဲ့ပြိဿတဲ့လိုက်ပြီးတော့ချိလိုက်ကဘာမှာဒီကနေ့ကဘာမှာတန်ပေါင်း9000ကျော်ရှိတယ်လူဦးရေတန်ပေါင်း9000သောလူဦးရေတွေကဗုဒ္ဓဘာသာဟာ2 သန်းတောင်ပြည့်ချင်မှပြည့်မှာပါအဲ့ဒီဗုဒ္ဓဘာသာ2 သန်းနဲ့ကလည်းပဲတရားဓမ္မနဲ့ဥပုသ်သတင်းနဲ့ဆောင်းနိုင်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိအဲ့ဒါမှနည်းတယ်နော်အဲ့တော့လူဘဝမှာအပျော်အပါးနဲ့နေစဉ်ကုံဆုံးပြီးတော့နေကြတယ်တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဟာတန်ဖိုးမဲ့တဲ့အနေအထားမျိုးတန်ဖိုးရှိတဲ့လူဘဝကိုတန်ဖိုးရှိအသုံးမချတဲ့ဖြင့်အချိန်လေးအလဟတကုန်သွားကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမနုဿလာဗံလတ္တနာတတ္တမေတ္တပဝေတိတေ
ယေခဏံနာတိကိသံတိအတိနာမင်းတိတေခဏံတတမေသုတ်ပေတိတေသူတော်ကောင်းတရားကိုဟောကြားနေစဉ်ခါကာလသမယမှာတတမေသုတ်ပေတိတေသူတော်ကောင်းတရားကိုဟောကြား၍သာသနာတော်ထွန်းကားနေတဲ့အခါသမယမှာမနုဿလဗံလတ္တနာအမတံမာရခဲ့လာတဲ့လူဘဝလူခန္ဓာကိုရရှိကြပါကုန်လျက်ရေခြင်းပုဂ္ဂိုလ်တို့သည်ခဏခဏကောင်းအခွင့်ကောင်းကြီးကိုနာရီကိသန္တိခဏကောင်းမှမသိကြလေကုန်ဒေထုခဏကောင်းအခွင့်ကောင်းကြီးကိုရထားပါလျက်ခဏကောင်းအခွင့်ကောင်းမှမသိကြတဲ့ပုဂ္ဂိုလ်တို့သည်ခဏဗုဒ္ဓပါဒနဝမလို့ဆိုတဲ့တကယ်အရာတော်တဲ့အခွင့်ကောင်းကာလကောင်းကြီးကိုအတိနာမင်းတိကျော်လွန်၍သွားကြသေးကုန်၏ဣတိတေဘဂဝါရှိခုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမတေဟောကြားတော်မူခဲ့ပါပေတည်းကဲလိုက်ပြီးတော့ကြည့်လိုက်လူပြည်လူလောကမှာမြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားနေတဲ့အချိန်ကုသိုလ်မျိုးစုံဒါနကုသိုလ်လည်းလုပ်နိုင်တယ်သီလကုသိုလ်တွေလည်းဆောက်တည်နိုင်တယ်ဘာဝနာကုသိုလ်ဆိုတဲ့အကျင့်တွေလည်းကျင့်နိုင်တယ်ဒီလိုအခွင့်ကောင်းကာလကောင်းကြီးနဲ့လူဘဝရနေရတဲ့အဲ့ဒီအခွင့်ကောင်းကိုတရားဓမ္မအတွက်အသုံးမချပဲနဲ့ပျော်ကပါကစားကအိတ်ခါနဲ့အချိန်ကုန်ပြီးတော့လူဘဝတက်တန်းကုန်ဆုံးသွားမယ်ဆိုရင်ဘယ်လောက်နစ်နာလဲအလုံးကိုနစ်နာပါဘာဖြစ်လဲလဲဆိုရင်ဘာနဲ့ဥက္ကမတူတုံးဆိုလို့ရှိရင်မိဘလက်ထက်ကရှာထားလို့ရထားတဲ့ပစ္စည်းလေးတွေထိုင်စားလို့ကုန်သွားပြီးတော့ဘာမှမကြံလို့ဆင်းရဲဒုက္ခရောက်သွားတဲ့လူနဲ့တူတူပဲနော်ထိုင်စားတာနဲ့ကုန်သွားတယ်ဘာတစ်ခုမှရှေ့တိုးတက်လာမှာမဟုတ်ဒါကြောင့်မလို့လူဘဝရလာတဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့လူဘဝရလူဘဝတန်ဖိုးကိုဘယ်သူတွေကသိနတ်တွေကသိဒါကြောင့်မလို့နတ်တွေကသူတို့နတ်သားတွေကိုချင်းချင်းအမှားစကားပြောတဲ့အခါမှာဘယ်လိုပြောတယ်လဲဆိုပါတော့တာဝရိန္ဒနတ်ပြည်တို့အထက်နတ်ပြည်တွေမှာနတ်သားတစ်ယောက်ဟာသက်တမ်းကုန်ဆုံးလို့သုတိစိတ်ချတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ရှေ့ပြေးနမိတ်ကလေးတွေပေါ်လာကြတယ်နော်ဒီပြည်မှာတော့ပုပ္ပနမိတ်တွေကအများကြီးဆေးရုံသွားဆက်လိုက်လို့ HIV တွေ့ပြီဆိုရင်ပုပ္ပနမိတ်ပဲပေါ့နော်ဘာယောဂညာယောဂအခုပေါ်ပါပုပ္ပနမိတ်တွေအဲ့ဒီမှာတာဝရိန္ဒနတ်ပြည်ရဲ့ပုပ္ပနမိတ်ကတော့နတ်တွေမှာပြတယ်ဒီနတ်သားသုတေတော့မယ်နတ်ပြည်ကသုတေတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ပြဘာတွေပြလဲလို့ဆိုရင်မာလာမိလာယန္တိမာလာဆင်ထားတဲ့ပန်းကုန်းတွေဟာလည်းမိလာယန္တိညှိုးနွမ်းတဲ့အောင်ဖြစ်၍လာကုန်၏နတ်တွေဆိုတာပန်းဆင်ထားတာနတ်တွေကခေါင်းမှာပန်ထားတဲ့ပန်းသို့မဟုတ်လက်ဘင်းမှာဆွဲထားတဲ့ပန်းတစ်ခါဆင်တစ်ခါပန်ထားဘယ်တော့မှညှိုးတယ်မရှိဘူးတဲ့နတ်ပန်းဟာဘယ်တော့မှမညှိုးပန်းကလေးညှိုးသွားပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့မယ်ယောဂဝင်လာပြီပေါ့ဒီနတ်သေတော့မယ်ဒါပုပ္ပနမိတ်တစ်ခုပဲဝဋ္ဌာနိကိလေသာနိဝဋ္ဌာနိဝဋ္ဌာတဲ့အဝဋ္ဌသာတို့ဟာကိလေသာနိနွမ်း၍လာကြလေကုန်ဝဋ္ဌာတဲ့အဝဋ္ဌကလည်းခါတိုင်းလို့တောက်တောက်ပြောင်ပြောင်မဟုတ်ဘူးနည်းနည်းပေးပေးရည်ရည်ဖြစ်လာလူတွေကြတော့မဟုတ်တရားဝနှစ်ရက်ဝခေါ်လိုက်လျှော်လိုက်ရတော့မပြောနဲ့တော့နော်3-4ရက်ဆက်ဝလို့ရှိရင်သူနာသူမကတ်တော့မှာမဟုတ်အဲ့တော့တရက်လောက်ဝတ်လိုက်တာနဲ့ပဲလူရဲ့အဝတ်ကနန်းဆော်သွားပြီနွမ်းသွားပြီနတ်ပြည်ကြတော့အဲ့ဒီလိုမဟုတ်ဘူးဝတ်ထားတဲ့အဝတ်တစ်ခုရာဇပံအမြဲတမ်းစင်ကြယ်နဲ့နတ်ပြည်မှာဟုတ်လားအိုမိုးတို့ဆိုးဆိုးတို့လည်းဘာမှမလုပ်ဖတ်ပြမဟုတ်နေတခုမှမလုပ်အဝတ်ဖို့ဆရာလည်းမလုပ်ဘူးဟုတ်ကဲ့အဝတ်ဖို့ဆရာမလုပ်ဘူးအမြဲတမ်းအဝတ်ဟာအသစ်ချက်ချွတ်တစ်တွင်ပြီးတော့နေတယ်အဲ့ဒီထဲကအဝတ်ကလေးကနွမ်းလာပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့ဒါနမိတ်တစ်ခုပဲဝတ်ထားတဲ့အဝတ်ကလေးနွမ်းလာပြီပေးလာပြီဆိုလို့ရှိရင်သေဖို့ပဲ
နောက်တစ်ခုကကိစေတေရာမုတ်ဆန္တိကိစေဟိလကတိကြတော်မှာတေရာချွေတို့သည်မုတ်ဆန္တိယိုထွက်၍လာကုန်ဂျိုင်းကြားချွေယူလူပြေမှာဂျိုင်းကြားချွေယူလို့သိမယ်ဆိုရင်တော့လည်းပဲနော်အခုလိုလွေရာဒီအိုက်လိုက်တာဂျိုင်းကြားကမကဘူးတကောလုံးချွေကိုကြိုက်ကြနတ်ဆိုတာကြတော့နတ်ခန္ဓာကိုယ်ကချွေးမထွက်ဘူးတဲ့ချွေးမထွက်ဘူးဆိုတော့နတ်တွေကအဲရကောင်းတဲ့ညနေလို့လားမသိဘူးနော်လူပြေလို့မီးခဏခဏပြတ်နေရင်တော့ဒီအဲရကောင်းလည်းအေးမှာမဟုတ်ပါဘူးအဲ့တော့နတ်ပြေကနတ်တွေကတော့ချွေးမထွက်ဘူးတဲ့ချွေးမထွက်တဲ့အတွက်ကြောင့်ချွေးထွက်လာပြီဆိုလို့ရှိရင်ဂျိုင်းများကချွေးစက်ကလေးကျလာစို့လာပြီဆိုရင်ဒီနတ်ဟာသိဖို့ပုပ္ပနမိတ်တစ်ခုဖြစ်လာတယ်အဲ့ဒါပုပ္ပနမိတ်တစ်ခုဘုဟုဒဖြင့်မှတ်ထားနော်နောက်တစ်ခုကဘာဖြစ်လာအခုဘယ်နှခုရှိသွားပြီတော့3ခုရှိသွားပြီနော်ပန်ထားတဲ့ပန်းနေညိုလာတယ်အဝတ်တွေကနွမ်းလာတယ်နောက်ပြီးတော့ချွေးထွက်လာတယ်ဂျိုင်းကချွေးထွက်လာကာယေဒုဗ္ဗနံဥက္ကမတိကာယေခန္ဓာကိုယ်၌ဒုဗ္ဗနံမလမပအခြေအနေသည်ဥက္ကမတိဖြစ်ပေါ်၍လိုက်ခန္ဓာကိုယ်မှာအယုဆိုးအကြီးတန်တာလေးတွေပေါ်လာတယ်တဲ့ပရေလေးတွန့်လာလေးတဲ့မလေးလူပြေမှာတော့ပေါ်လာအများကြီးပဲခေါင်းပေါ်ကသပင်းကတစ်ချောင်းပြီးတစ်ချောင်းဖြူသွားဖြူကိစ္စမရှိဘူးဖိမဲဆိုးလိုက်သိတာနော်ဒါကသွားကတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်ကိစ္စမရှိဘူးသွားဆိုင်ဆရာစီသွားပြီးစိုက်လိုက်သေးတယ်နောက်ပြေကြတော့အဲ့လိုမဟုတ်ဘူးအခြေအနေလေးခန္ဓာကိုယ်မှာယွင်းလာပြီဆိုရင်အဲ့ဒီနာသိတော့လူပြေကတော့ယွင်းလည်းမသိပါဘူးနော်သပင်းလေးဟုတ်လားတစ်ချောင်းမကပါဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူးသွားတွေလည်းပါးစပ်ထဲရှိတာအကုန်ကျွတ်သွားကိစ္စမရှိဘူးမသေးသေးဘူးပရေတွေတွန့်နေတိုင်းတွန့်မသေးသေးဘူးလူပြေကနတ်ပြေကြတော့အဲ့လိုမဟုတ်ဘူးတဲ့နည်းနည်းလေးအသားကလေးညိုသွားပြီနော်ဝဲ66ကလေးဖြစ်လာပြီဆိုရင်ဒီနတ်သေးတော့မယ်ခါတော့ဝင်းဝါဆိုအိနေတဲ့နတ်ရဲ့ခန္ဓာကိုယ်အသားအရည်လေးတွေကနည်းနည်းလေးပဲရုပ်ဆင်းလေးပြက်လာတဲ့ဆိုရင်သေဖို့ပဲဒါနမိတ်တစ်ခုပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တကေဒေဝဒေဝသနေနာဘိရမတိဒေဝနတ္တိတကေဒေဝသနေမိမိနေတဲ့နတ်ဘိမာမနာဘိနေရတိမပျော်တော့ပါကိုနေရကိုမပျော်ဘူးတဲ့ဟိုသွားခြင်းစိတ်ဒီသွားခြင်းစိတ်တွေဖြစ်လူတွေမှလည်းအဲ့လိုဖြစ်တတ်တယ်နော်နေရထိုင်ရတာမပျော်ဘူးဆိုရင်အဲ့ဒါပြောင်းကျင်လာတဲ့သဘောပဲဟုတ်လားနေလို့ထိုင်လို့ဘာလို့မဟုတ်ဘူးပျောက်ကိုမပျော်ဖြစ်လာအဲ့ဒီနတ်ကလည်းပဲသူ့ဘုံမိမှန်နဲ့မှသူနေရတာမပျော်တော့ညင်းငွေ့လာအဲ့ဒီနတ်ဟာတည်တော့မယ်အဲ့ဒါနတ်တွေကပုဗ္ဗနမိတ်ပြလာအဲ့လိုပုဗ္ဗနမိတ်ပြလာတယ်ဆိုလို့ရှိရင်သူတို့ကလည်းသိကြတယ်နတ်တွေတည်တော့မယ်ဒီနတ်ဟာတည်တော့မယ်ဒါကတကိုးကြီးတဲ့နတ်တွေမှပြတာတဲ့သိပြီးတကိုးမကြီးတဲ့နတ်ကြတော့ပြုတ်ခနဲ့သိသွားတာပြုတ်ခနဲ့သိသွားတာကမီးငိမ့်သွားတယ်လို့ပဲဖျောင်းနိုင်မီးကလေးဟုတ်ခနဲ့ငိမ့်သွားတယ်လို့နတ်ခန္ဓာကိုယ်ဟုတ်ခနဲ့ပြောက်သွားအဲ့တော့နတ်အတုဝါချဆိုတာမရှိဘူးပေါ့ဗျာကောင်းတော့ပေါ့ဒီတကြိုစရာလည်းမလိုဘူးအတုဝါရင်ငားစရာလည်းမလိုဘူးနော်နတ်ကြတော့သိသွားရင်ကြောက်သွားရောမီးငိမ့်သွားတယ်လို့ပဲဟုတ်ခနဲ့ပြောက်သွားတာပြီးတာသိသွားပြီတကိုးကြီးတဲ့နတ်တွေမှာအဲ့ဒီလိုအခြေအနေပြလာတဲ့အခါကျတော့သူ့ရဲ့ပတ်ဝန်းကျင်တွေကဝိုင်းပြီးတော့အားပေးစကားအမှားစကားပြောကြတယ်ဒီတော့မှဆိုဘေးကလည်းသိလာတော့အမှားစကားပြောကြတယ်ဤတော်ဘောသူကတိကိစ္စသူကတိကံဝသုလတ္တလာဘံလဘသုလတ္တလာဘံလဘိတဝသုပ္ပတိထီတော်ဘဝဟိနတ်တွေရဲ့အမှားစကားလေးသုံးခုနော်ဘောချင်နတဤတော်ဤနတ်ပြေမသူကတိသူကတိဘုံတို့ကိစ္စသွားပါလေသေမှာကြောက်မနေနဲ့ကွာတဲ့ဒီဘွားကသေသွားသူကတိဘုံသာသွားတဲ့ဘယ်မှမသွားနဲ့ဒါစကားတစ်ခေါင်းသူတို့မှားလိုက်တာဟုတ်တယ်ဘောချင်နတဤတော်ဤနတ်ပြေမသူကတိသူကတိဘုံတို့ကိစ္စသွားပါလေ
ဒီကတိသူကတိဘုံတို့ခန္ဓာဝါသွားပြီးတဲ့အခါမှာသူလတ္တလာဗံအလွန်တရာရတော်လာတဲ့လလဘကိုလဘရအောင်ယူပါလေအကောင်းဆုံးလလဘကြီးကိုမြင်ရအောင်ယူလိုက်ပါတဲ့အဲ့ဒီရောက်သွားရင်သူလတ္တလာဗံလဘိတဝါအကောင်းဆုံးလလဘကိုရအောင်ယူပြီးတဲ့နောက်မှာသောပတိတိတောဘဝဟိခိုင်နိုင်မြဲမြဲရပ်တည်နိုင်အောင်ကြိုးစားပါလေဟောနတ်ပြည်ကမှားလိုက်တဲ့အမှားစကား၃ခုသေကနိနတ်သားတယောက်ကိုနတ်တွေကဝိုင်းပြီးတော့မှားလိုက်ကြတာသူဂတိဘုံကိုရောက်သွားလိုက်ပါဒါတခွန်းနော်သူဂတိဘုံကိုသွားပြီးတဲ့နောက်မှာအကောင်းဆုံးသောလလဘကိုရအောင်ယူလိုက်ပါအကောင်းဆုံးသောလလဘကိုရပြီးတဲ့အခါမှာအခိုင်အမာဆုပ်ကိုင်ထားနိုင်အောင်ကြိုးစားပါအဲ့ဒီအချက်၃ချက်ဟာအရေးကြီးဆုံးပါပဲတဲ့နတ်တွေကဒီလိုမှားလိုက်နော်အဲ့လိုမြတ်စွာဘုရားကယဟန်တန်ဃာတွေကိုနတ်တွေကအခြေအနေကိုဒီလိုဟောပြအဲ့လိုဟောပြတဲ့အခါကျတော့တရားနာပရိသတ်တွေကဘုန်းကြီးတို့တရားနာပရိသတ်တွေရောကဲမေးခွန်းလေးမေးခြင်းစိတ်ပေါ်မလာဘူးလားသူကတိဘုံဆိုဘာပြောတာတော့အကောင်းဆုံးလလဘဆိုတာရောဘာပြောတာတော့ခိုင်ခိုင်မာမာရပ်တည်ပါဆိုတာကရောဘာပြောတာတော့မေးခြင်းစိတ်မပေါ်ဘူးလားအေးမြတ်စွာဘုရားကနတ်သားတွေကအခုလို့နတ်ပြည်ကအမှားစကားပြောကြားနေတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုရှင်းပြနေတဲ့အခါမှာတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးလိုက်ဂန္ဓေရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသူဂတိဂမနသင်္ခါတံနတ်ပြည်သို့သွားတယ်ဆိုတာအကိနုဘယ်ဟာပါလဲဖရာနတ်ပြည်သွားတယ်ဆိုတာဘာလဲလို့ဘယ်လိုဟာကိုပြောတာသူဂတိကမနာသင်္ဃတံသူဂတိဘုံကိုသွားတယ်ဆိုတာဂိဏုအဘယ်တို့ပါနိသူဂတိဘုံသွားတယ်ဆိုတာဘာလဲဗျာသူလတ္တလဘကောင်းဆုံးလလဘကိုရခြင်းဆိုတာဂိမ့်ပါဏအဘယ်ပါလဲဖယားသောပတိဋ္ဌိတသင်္ဃတံကောင်းစွာယက်တည်ခြင်းဆိုတာလည်းပဲဂိမ့်ပါဏအဘယ်ပါလဲဖယားဒီအချက်၃ချက်တပည့်တော်တို့နားမရှင်းပါဘူးလို့တရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးတော့မနောသတံခောဘိက္ခုသူလတ္တမနောသတံခောဘိက္ခုသူဂတိကမနသင်္ခါတံဘိက္ခုจิตာယံမနောသတံလူဘဝမနောသတံလူဘဝကိုသူဂတိကမနသင်္ခါတံတတိသူဂတိဘုံသို့သွားရောက်ခြင်းဟူ၍ဆိုအပ်ပါပေမနုဿတံလူအဖြစ်ကိုသူဂတိကမနသင်္ဃာတံသူဂတိဘုံသို့သွားခြင်းဟူ၍ခေါ်ဆိုအပ်တယ်။ဩသူဂတိကမနသူဂတိဘုံသွားတယ်ဆိုတာတခြားမဟုတ်ဘူးလေလူဘဝကိုရတာကိုပြောတာနော်။လူဘုံကိုသွားလို့ဒီလိုပြောတယ်။နတ်တွေကလူဘုံကိုသူဂတိဘုံလို့ခေါ်တယ်။ဘေကုယจิตာယံသူဂတိကမနသင်္ဃာတံသူဂတိဘုံသို့သွားတယ်ဆိုတာမနုဿတံလူဘဝကိုရရှိခြင်းပဲ။ဘေကုจิตာယံယောခြင်းပုဂ္ဂိုလ်ဒီမနုဿဘုတော်တမန်တော်လူဖြစ်လာတဲ့အခါကာလမှာတထာဂတပွေရီတေမြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ဓမ္မအဝိနည်းသုတ်ပြီးဓမ္မဝိနည်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးမှာသတ္တံယုံကြည်မှုကိုပฏิလဝတိယဣဒံဖရာသာသနာတော်မှာယုံကြည်မှုရခြင်းဆိုတာသုလတ္တလဘသင်္ခါတံအကောင်းဆုံးသောလလဘကိုရခြင်းလို့ဆိုအပ်ပါတယ်။ဩသူဂတိဘုံသွားဆိုတာတခြားပြောတာမဟုတ်ဘူး။စိတ်ကူးမလွဲနဲ့လူပြေသာသွားတဲ့အထက်နဲ့တွေဘုံမသွားနဲ့ဩလူပြေကိုပြန်လိုက်ပါ။ဟုတ်ကဲ့။လူပြေကမှစီးပွားရှာလို့ခေါင်းတာကိုစီးပွားသွားရှာအောင်။နောက်တစ်ခါနတ်ပြေပြန်ရောက်ရင်ဒီတဲ့တကိုးကြီးတဲ့နတ်ဖြစ်ရမှာဟုတ်နော်။လူပြေမှာဥပုသ်ဆောင်လို့ကောင်းတယ်အလှူဒန်းလုပ်လို့ကောင်းတယ်ဟောလူပြေမှာကုသိုလ်တွေလှုပ်ရှားတယ်တအားပေါ့ဒါကြောင့်မို့လူပြေကိုလွတ်လူပြေဟာသူဂတိဘုံပဲသူဂတိဘုံရောက်တဲ့အခါကျတော့သာသနာတော်မြတ်ကြီးမှာယုံကြည်ရဲဆိုတဲ့တတ္တတရားကိုရှိအဲဒီတတ္တတရားကိုရောက်အောင်ယူပါဗราတရားမရှိဘူးဆိုလို့ချင်းဘာမှလုပ်လို့မရဘူးနော်တတ္တဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာလည်းပဲတတ္တသံပတာရဏလက္ခဏာစိတ်ထဲမှာကြီးနေတာတရားဝဲသွားမှစိတ်ထဲမှာကြီးနေဒီနေ့ကျတရားနာရမယ်ဆိုစိတ်ဝင်စားနော်စိတ်တွေကြီးနေတယ်သူတို့ကောင်းမှုလုပ်ရမှစိတ်ကြီးနေတယ်ဟာကြံလို့ဆိုဥပုသ်သတင်းဆောက်တည်ရမယ်ရိတ်တာဝင်ရမယ်တရားထိုးရမယ်စိတ်တွေကြီးနေတယ်
Tata Taya Lalosin, Luya say her chi. Say Machi Lotion, Lua Gudo Malona. Go send that the Katia and say Machi Malin Chindi Lucian, Gudo Malona, no? Or say Machi Wusura Bari of Yom. Tamago Ionema. Yojane, Pajane, say Dimia, Nelucian, say Machi. Yojane, no? Yore Surabar. Yesiva Ayo and the Sunday will be Bara Chi of Piora. Naragale Suzunan the Chendan lady, Natam beat of Piora, Nakongam Wijane and Nan lady will Nanshu beat of Piora. Lea le Kondo Yaya Miakli, Sata beat of Piora, Kanagoale, a Chitwe lady, let Piora. Kao Kamakuna, Kamakuna, Kamatu call it, no? Eri Kama Chandari Boma Say Sangari Pianira o Kamit Sandalo Kore. Eri Kangoni Lula Genere, Georgian Pagine, Say Sandari, Miani Me Solo Shin. Kamit Sandasura, Niwarana, Kudo Diari Mapia, I'm so big like he. Kudo Diari, Moen I know, block it on. How come? Kudo Diari say him, I'm a born at all. Georgian Pagin needed Bogotia, Ubo Samba. Some how can a your body will never do my Ubo Samba now? Eh, you need a Yidin Shao Gioma, they are well done along. Eh, Kamis Sandalo so that Georgian Pagin Sandari will tune in Bima, they are well on the Yada, no? Eda Jamolo tune in line 9 Dada, they are Swan Adakuba. How can Nivarana Diari Pesha Nina, Tada Diaga, Pesha Nina. Now they put Nivarana. Ludega, Aluja Lucian, Pioni. Alu Majabu solution. Matimina Pit, Era Jabara call. No? Ayon Boma Mimi Chain is the Kama Kami Sanga. Machain is the Alu Majabu, Mone solution, Jabara. Jai Majai, Naku Pamela. Eh, Machai Buso, say a low macha, say two need a bogo diana, Tiawala Malana, who could come with a Malona. Say a low macha, no? So do a china made a good Gamu must say Ari Cha needed. Good Gamu Loa must say my Wenza, say my Babu. Say they don't so needed, China made a look call it, no? H in my Wema, China made a Mahu, Kudo say they got now so needed. Good Loa ma don't so needed, and that China made a cheddar. Oh, this are Gogosa, say they got lay needed, now not Bubamu, they got one needed. Oh, good Malona. We see Gata, Tarilone or a Joy Shiela, or Sandiari when needed, we see Gata. Era Rego, alone, newer and nano corner. I don't newer and not. Good say, Mache on so big and newer and nano corner, no? Eri Diari got so big heavy solution, but do my good say the young. Rajamolo Tata Diali Bola de Kama, Eri Niveranari will face up the nine. Such a me, Peremia Yeranadiha. Along now that ye ever chips it, tail light handed again. Ye rega and now they had a hard time with a cheap water. Peremia Swan are, no? Ye now muni will cheese it at such a me, Peremia. Eri Tata Diaha never such a me, Peremia and another do it. Say Tega and now a cheap newer and I will catch up in it, no? Tada dia the Obizamana Chipo, Ladi Sido, newer and Adiado, we can be Quacha it. Kili de Kilinado, Tani Tida, Bedi Nisse, Satan say the Wepazana, 2 Chilen the Hodi Chi, and now we learn how to move Messi the Hodi Chi. Taradiali Chilavi, so in Sidi Chilare. Padani no Sidi na Chilin, no Sapian Kula Bodo, Mugonda Mihadana, Dedi, and Lupede. Say Chilavi, so much good of Chita, no? Dilan Dila, the Maria di Saudi, Ubodra Gama, Ubo, Tentonian, Mugo, Karodi, Beauty. Bavana Diago, Arabic, Ato E. Ho, Tata de Ali, Tamboa, Count. Tata de Yama Machine, Tana Gamula, Malawu, Dila, and Saudi Namu. Bavana Gavarale, Panya Ato Name, she.
ဘသူတွေနဲ့ဆုပ်ပိတ်ဒီဝရဏတွေနဲ့ဆုပ်ပိတ်နေတယ်ဟုတ်ကဲ့အဲ့ဒီနိဝရဏဆိုတဲ့အမြင့်နောက်တွေကိုရှင်းချလိုက်နိုင်တာတော့တတ္ထာတရားပဲဒါကြောင့်မို့လို့နတ်တွေကအရေးတကြီးမှားတာလူပြေကိုသွားလိုက်ပါတဲ့လူပြေသွားပြီးတဲ့အခါမှာမြတ်စွာဘုရားသာသနာတော်ပေါ်မှာယုံကြည်ခြင်းလို့ဆိုရဲတတ္ထာတရားကိုရအောင်ယူလိုက်ပါဒါအကောင်းဆုံးလက်လာပါပဲဒီပြင်ဘာမှယူစရာမလိုဘူးရွှေတွေငွေတွေကဒါမလိုဘူးဟုတ်ကဲ့ဘာကလို့တတ္ထာတရားလို့တတ္ထာတရားရှိရင်အလုံးရှိဒါကြောင့်မို့လို့တတ္ထာတရားကိုဘာနဲ့အလားတန်တူတော့ဆိုလက်နဲ့တင်စားပြီးတော့ဆိုတာတတ္ထာဟာလက်နဲ့တူတယ်ကဲလက်မပါတဲ့သူကိုယ့်ကိုယ်လက်ကလေးကိုပိုက်ပြီးတော့ထားကြည့်လက်ကိုလုံးဝလက်ပိုက်ထားတာမဖြုတ်ဘူးသို့မဟုတ်ငါလက်နှစ်ခုကိုဖယ်ထားလိုက်မယ်လက်မပါဘူးဆိုပါတော့ကိုယ်ရှိမှလည်းပဲယရနာဒုံကြီးတွေ့နေတယ်ဘာနဲ့ကောက်လက်မပါရင်ဘာမှကောက်လို့မရတော့ဘူးဟုတ်တယ်မလားမျက်စိနဲ့လည်းကောက်လို့ရတာမဟုတ်ခြေထောက်နဲ့လည်းကောက်လို့ရမှာဖတ်လို့တော့ရမှာပေါ့ကောက်ယူလို့တော့မရဘူးဟုတ်ကဲ့အဲလက်မပါရင်ဘာနဲ့မှယူလို့မရဘူးဟောတတ္တတရားမရှိလို့ရှင်လည်းပဲဒါနကုသိုလ်လည်းလုပ်လို့မရဘူးသီလကုသိုလ်လည်းလုပ်လို့မရဘူးဘာဝနာကုသိုလ်လုပ်လို့ဒါကြောင့်မလို့တတ္တဟာလက်နဲ့လာကြတာတူတယ်တဲ့နော်နောက်တစ်ခုတတ္တဟာဘာနဲ့အလားတန်တူတော့ဆိုမျိုးစိတ်နဲ့အလားတန်တူတယ်မျိုးစိတ်ဒါဟုတ်မြတ်စွာဘုရားကကတိကဘာရတော်ကတော့မှာတတ္ထာဘိဇံတတ္ထာဆိုတာမျိုးစိတ်ပဲတဲ့မျိုးစိတ်ဟာကိစ္စနှစ်ခုကိုဆောင်ရွက်တယ်တဲ့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမျိုးစိတ်လူတိုင်းသိတယ်ကဲတရက်စီကလေးဆိုပါတော့အဲ့ဒီတရက်စီကလေးကအလုတ်ဘယ်နှခုလုတ်တယ်လဲလို့မေးလို့ရှင်ဖြေတတ်ပါမလားဘုန်းကြီးတို့စာပေထဲမှာတရက်အစီကလေးကအလုံးနှစ်ခုလုတ်တယ်တဲ့အဲ့ဒီအလုံးနှစ်ခုကဘာလဲလို့ဆိုရင်တရက်စီလေးကိုမြေပေါ်မှာချပြီးတော့စိုက်လိုက်လို့ရှင်အောက်မှာအမြစ်ကလေးထွက်မလာဘူးလားဒါကသူ့ရဲ့အလုံးတစ်ခုအမြစ်ကလေးထွက်ပြီးတော့အပေါ်မှာအညောက်ကလေးတက်မလာဘူးလားကဲအလုံးနှစ်ခုမရှိဘူးလားမျိုးစိတ်တိုင်းဟာအောက်အမြစ်ကလေးဆင်းသက်တဲ့အလုံးရဲ့အပေါ်အညွန့်ကလေးတက်တဲ့အလုံးရဲ့အဲ့ဒီအလုံးနှစ်ခုကိုမျိုးစိတ်ကလောက်တာပါထို့တူပဲတတ္တတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းသီလဆောက်တည်တာဟာအခိုင်အမာဖြစ်တဲ့အတွက်ကြောင့်အမြင့်ဆန်းတာနဲ့တူပါတယ်တဲ့ကိုချင်းသီလဟာကုသိုလ်ကောင်းမှုတွေရဲ့အမြင့်နဲ့အလားတန်တူလို့တတ္ထာရှိလာရင်သီလအားဖြင့်အမြင့်ဆန်းလာတယ်သမထဝိပဿနာအကျင့်အားဖြင့်အညွန့်တက်ပါတယ်ဩတတ္ထာဟာလည်းဒါကြောင့်မို့လို့မျိုးစိတ်နဲ့တူတယ်လို့ပြောအဲ့ဒီတတ္ထာဆိုတဲ့လလဘကိုရောင်းယူလိုက်ပါလို့နတ်တွေကအမှားစကားပြောတာနော်အဲ့လိုတတ္ထာဆိုတဲ့မျိုးစိတ်လေးကိုရောင်းလလဘလေးကိုရောင်းယူတဲ့ကောင်းဆုံးလလဘဆိုတာတခြားမဟုတ်ဘူးတတ္ထာတရားပါဘာကြောင့်လို့ဆိုရင်တတ္ထာတရားရှိမှသာလျှင်ကုသိုလ်ကောင်းမှုမှန်တယ်လုံးနိုင်တယ်ကုသိုလ်ကောင်းမှုလုံးမှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ယာသတ္တာကျင့်တတ္တာသည်တထာဂတိမြတ်စွာဘုရား၌နိဝေခသဝင်းတိနေပြည်တကာလမူလာဇာတာပရိဋိတာအမြင့်တဲ့ဖွယ်တည်ပြီးတော့ဓမ္လာခိုင်ခိုင်မြဲမြဲအတ္တဟာရိယသမဏေနဝဗျမဏေနဝဒေဝေနဝမာရေနဝဗျမုနဝကိနာစီဝလောကသမိဒေဝေနဝနတိ၎င်းမာရေနဝမနတိ၎င်းဗျမေနဝဗျမုနဝဗျမာတိ၎င်းလောကသမိလောက၌ကိနာစီမြည်စုတယောက်ကမှအတ္တဟာရိယဖယ်ရှားပြီးတော့မပြစ်နိုင်လောက်အောင်ဓမ္လာခိုင်မြဲတဲ့တရားတရားရှိရမယ်တရားတရားဆိုတာလေအလွန်ခိုင်မြဲခဲတယ်နော်ခိုင်မြဲတဲ့တရားတရားရှိပါတဲ့တရားတရားဆိုတာရှင်မောက္ခလံကတောင်မှအာမမခံဘူးတကူရှင်ကတောင်အာမမခံနိုင်ဘူးတရားတရားကိုဟုတ်ကဲ့လားကြားဘူးကြတယ်မော်လားရှင်တိဝလိရဲ့မေတော်ကသုပ္ပဝါဒရှင်တိဝလိကိုခက်ခက်ခဲခဲနဲ့ဖွာခဲ့ရအမတမပင်မဆင်းရဲစွာရှင်တိဝလိလေးဖွာခဲ့ရလလဘာမှာအထင်ရှားဆုံးဧသေးရတဲ့ရှင်တိဝလိမထေရနော်သူ့မေတော်ကသူ့ကိုမွေးဖွားရတာအလုံးကိုခက်ခက်ခဲခဲချင်းဖွားအဲ့ဒါကြောင့်မို့လို့ရှင်တိဝလိလေးအလောင်းလေးမွေးဖွားလာပြီးတဲ့အခါမှာ9ရက်တိတိဖျားမှုရှိတဲ့တန်ဃာတွေကိုဆွန့်ပင့်နေတယ်သူကပင့်ကျင်တော့တကားတူကလည်းကြိုပြီးတော့ပင့်ထားတာရှိတယ်
Eddie the Gaga, Badu the Garoso, Shimamokan the Gachi. Yes, of Yaga. Shinti Uligo, Uza Bede in it. Get Mogalan. Kenya the Gadwabi, yet Corniello, she beba, look up your. So the Shimamokan material, aim to Adabi, do the Gaga, Joe John Jonah. Shinti Uli Medoha, Mateo the Mede, Keke, Italy, fire. ဒါကြောင့်မလို့အလွန်ပင်ပန်းနေလို့ကုသိုလ်ကောင်းမှုလုပ်ချင်လို့9ရက်လောက်တော့အခွင့်ပေးပါရက်လေးထည့်ပေးပါပေါ့ရက်လေးထည့်ပေးပါဆိုတော့ဟိုတကားကလည်းအတော်နဲ့ပေးချင်တာမဟုတ်ဘူးเนาะမပေးချင်တော့သူကဈေးကြိုင်တယ်ဘယ်လိုကြိုင်လဲဆိုရင်အရှင်ဘုရားတဲ့ဒီ9ရက်အတွင်းမှာတပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့ဥစ္စာရဲ့တပည့်တော်ရဲ့တရားတရားရဲ့ဒီသုံးခုမပြတ်အောင်အရှင်ဘုရားဂရန်တီပေးနိုင်ပါမလားတဲ့ကဲအမကံပေးရမယ်တဲ့ဟုတ်ကဲ့9ရက်အတွင်းတပည့်တော်မသေးပါဘူးဆိုရင်အရှင်ဘုရားအမခံရမယ်တဲ့ဒီချိဥစ္စာတွေမပြတ်ပါဘူးဆိုတာအရှင်ဘုရားအမခံရမယ်တဲ့တရားတရားမပြတ်ပါဘူးဆိုတာလည်းအမခံရမယ်အေးတရားတရားပြတ်လွယ်တယ်ထင်တယ်ပါတယ်ဟုတ်ကဲ့အဲ့ဒါအမခံရမယ်လို့ဆိုတော့ရှင်မောက္ကလန်ကစဉ်းစားလိုက်တယ်ရှိလိုက်တော့အေးမင်း9ရက်နဲ့တော့မသေးသေးဘူးသိချာမင်းအသက်လည်းငါအာမခံတယ်ကွာဥစ္စာလည်းအာမခံတရားတရားတော့ငါအာမမခံနိုင်ဘူးတဲ့ဟုတ်ကဲ့တရားတရားကတော့မင်းပါမင်းအာမခံမှာဖြစ်မယ်လို့ဆိုတော့အရှင်ဘုရားတဲ့အဲ့လိုဆိုရင်အရှင်ဘုရားတပည့်တော်အသက်နဲ့ဥစ္စာအာမခံရင်တပည့်တော်ခွင့်ပေးပါမယ်ဗျာဆို9ရက်နောက်ဆုတ်ပေးတယ်အဲ့တော့တရားတရားပြတ်လွယ်တယ်ဆိုတာသိထားနော်ဒီတော့ကြောင့်လို့အခုလိုတရားတရားရလာတဲ့အခါမှာထိုတရားတရားပေါ်မှာအခိုင်အမာတည်အောင်ကြိုးစားရမယ်အဲ့ဒါဟာနတ်တွေကမှားလိုက်တဲ့အမှားစကားသုံးခုပဲနော်သူဂရိဘုံကိုသွားပါသူဂရိဘုံကိုသွားပြီးတဲ့ကာလအကောင်းဆုံးလလဘာကိုရအောင်ယူပါအကောင်းဆုံးလလဘာကိုယူပြီးတဲ့ကာလထိုအကောင်းဆုံးလလဘာပေါ်မှာအခိုင်အမာရပ်တည်နိုင်အောင်ကြိုးစားပါအဲ့လိုလူကြီးလည်းရောက်မယ်တရားတရားလည်းရှိမယ်ခိုင်မြဲတဲ့တရားတရားပေါ်မှာအခြေခံမယ်ဆိုရင်အကုသိုလ်တွေကိုရှောင်ရှားပြီးတဲ့ကာလကုသိုလ်တွေကိုတိုးပွားအောင်ပြုလုပ်တဲ့ဖြင့်နတ်ပြည်ကိုခဏခဏနဲ့တကိုးကြီးတဲ့နတ်သားအနေနဲ့ရောက်လာမှသိကြတယ်သူတို့ကသိတာပေါက်ထွက်လိုက်တာဟုတ်ကဲ့ဒါလည်းသာသနာတော်နှစ်2548ခုနှစ်ဘောဇာတက္ကရီ1365ခုနှစ်နောင်တကူလာပြီးကျော်10ရက်စကိုင်းမြို့အေးမြဝတီရဓမ္မအလင်္ကာဓမ္မယုံကြီးအတွင်းဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်စကိုင်းမြို့အေးမြဝတီရဥအုံနိုင်ဒေါ်မေတန်းဓမ္မအလင်္ကာမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောနတ်ပြည်မှအမှားစကားတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံအာယုံပြုကာတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာဖြင့်စတင်ကြရအောင်မြတ်ဖရာ၏မဟာကရုဏာကုံအာယုံပြုပြီးတော့လက်ဥချီထားကြပါယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တော်တိ